အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီတစ်ပတ်မှာတော့ Adobe InDesign မှာစာမျက်နှာတွေကိုအလိုအလျောက်တစ်ခါတည်းဘယ်လိုမျိုးတက်လဲဆိုတာကိုလေ့လာကြမှာဖြစ်ပါတယ်စာမျက်နှာတွေက10မျက်နှာ15မျက်နှာလောက်အထိကိုကျမတို့ manual တက်တယ်ဆိုရင်သိပ်ပြဿနာမရှိဘူးဆိုတော့ညလည်းကျမတို့စာမျက်နှာတွေရာချီဖြစ်လာပြီ100 200 900 1000လောက်ထိဖြစ်လာပြီဆိုရင်ကျမတို့အော်တိုနဲ့မတက်ထားဘူးဆိုရင်ပြင်ရပြုတ်ရတာအရင်ခက်ပါတယ်စာမျက်နှာနံပါတ်ရဲ့အကြောင်းလေးတွေပြောင်းခြင်းနဲ့စလုံးစိုက်ပြောင်းခြင်းနဲ့စလုံးပုံစံပြောင်းခြင်းနဲ့ဆိုရင်ကျမတို့ close to channel နှစ်ရုံနဲ့ပြောင်းလို့ရမယ်နည်းအတွက်ကိုဆိုရင်ဒီလိုမျိုးအခု Adobe InDesign မှာပါတဲ့ function ကိုသုံးဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့လေ့လာကြည့်ကြရအောင်ဟုတ်ပါပြီဒါဆိုရင်ကျမတို့ Adobe InDesign မှာကြည့်ကြရအောင်เนาะဒါလေးကကျမသင်တန်းမှာသင်နေရင်းနဲ့လုပ်နေတဲ့ magazine စာမျက်နှာလေးပေါ့အဲ့ဒီမှာကျမတို့စာမျက်နှာမတက်ကြသေးဘူးအပေါ်ကmagazine နဲ့မှလေးတော့တက်ထားတယ်ပေါ့အဲ့တော့စာမျက်နှာတက်ဖို့အတွက်ဆိုရင်ကျမတို့ကစာရေးတဲ့ tools လေးကိုယူဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့ type 2လေးကိုယူလိုက်မယ် type 2လေးကိုယူပြီးဆိုရင်ကျမတို့ဘယ်နှမှာစာမျက်နှာတက်မှာလဲဆိုတဲ့ area လေးသတ်မှတ်ပေးဖို့လိုတယ်အဲ့တော့ကျမတို့ထုံးစံအတိုင်း text frame လေးကိုကျမတို့ဒီနားလေးမှာ area လေးသတ်မှတ်ပေးလိုက်မယ်အဲ့ဒါပြီးရင်နောက်မှာတော့ကျမတို့ type ထဲက insert special character ထဲမှာ marker ဆိုတဲ့ထဲမှာ current page number ရှိပါတယ် type ထဲက insert special character ထဲမှာ marker ဆိုတဲ့ထဲမှာ current page number အခုရောက်နေတဲ့လက်တလော current အခုရောက်နေတဲ့စာမျက်နှာရဲ့နံပါတ်ကိုတက်မယ်လို့ကျမတို့က command လေးပေးလိုက်ပါမယ် shortcut key က control order shift n ပါအဲ့ဒါပြီးရင်ကျမတို့ချက်ချင်းဒီမှာသူကတခါတည်း3ဆိုပြီးတော့ပေါ်လာတယ်။ဘာကြောင့်3လို့ပေါ်လာလဲဆိုရင်ကျမတို့ကစာမျက်နှာ3ကိုရောက်နေလို့ပါ။ဒီမှာကျမတို့ဒီကြည့်လိုက်မယ်ဆိုရင်ဒီမှာစာမျက်နှာကနံပါတ်3လေးကိုရောက်နေတယ်အဲ့တော့သူကစာမျက်နှာ3ဆိုပြီးတော့သူကပြပေးတယ်အဲ့တော့အဲ့ဒီမှာကျမတို့အလဲထားခြင်းလားအလဲထားခြင်းလဲဆိုရင် align center လေးထားလိုက်မယ်အရောင်ချင်းညင်နေဆိုလဲကျမတို့ပေးခြင်းတဲ့အရောင်လေးပေါ့နော်ကြိုက်တဲ့အရောင်လေးကျမတို့ဒီမှာအရောင်လေးပေးလို့ရတယ်တော့အခုသွားကြည့်ရအောင်နောက်ထပ်စာမျက်နှာတစ်ခုကိုကျမသွားကြည့်မယ်ဒီအောက်ကစာမျက်နှာကျမအခုဒါဆိုရင်စာမျက်နှာ4နဲ့5ကိုရောက်နေပြီပေါ့4နဲ့5ကိုရောက်နေပြီဆိုရင်ခုနကလိုပဲကျွန်မ site 2 0ကိုဒီနားလေးမှာ area လေးသတ်မှတ်ပေးလိုက်မယ် type ထဲက insert special character ထဲမှာ marker ဆိုတဲ့ထဲက current page number ကိုကျွန်မ click နှိပ်လိုက်မယ်ဒါဆိုရင်စာမျက်နှာ4ကိုတခါတည်းသူကပြပေးလိမ့်မယ်စာမျက်နှာ4အဲ့စာမျက်နှာ4ကိုကျွန်မအခုဒီ center လေးထားလိုက်တယ်ဟုတ်ပြီကျွန်မအဲ့ဒီစာမျက်နှာ4ကိုပဲ copy လုပ်ပြီးတော့ဒီဘက်ကိုဆွဲသွားကြည့်လိုက်မယ်ဆိုရင်သူကစာမျက်နှာ9ဆိုပြီးတော့သူကတန်းပြီးတော့ပြတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်မ copy လုပ်လိုက်တယ် copy လုပ်တယ်ပြီးရင်ကျွန်မဒီစာမျက်နှာ9ပေါ်ကိုကျွန်မတင်လိုက်မယ်9ပေါ်တင်လိုက်ရင်သူက9ဆိုပြီးပြပေးတယ်အခုလိုမျိုး copy ဆွဲပြီးတော့လေကျမတို့စာမျက်နှာတစ်မျက်နှာစီကိုချလို့တော့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့တပရိတ်ထဲလုပ်ဖို့အတွက်ဆိုရင်ကျမတို့ master page မှာထားဖို့လိုပါတယ် master page ကတော့ကျမvideo file လေးတစ်ခုရှိပါတယ်အဲ့ဒါလေးကိုသွားကြည့်လို့ရပါတယ်ကျမ link လေးပေးထားပါမယ်အဲ့တော့ကျမတို့ master page ကိုသွားလိုက်မယ် master page ကိုသွားပြီးတော့မှ master page မှာကျမတို့ချခြင်းနဲ့ဒီနေရာလေးကို area လေးသတ်မှတ်ပေးလိုက်မယ်ခုနကလိုပဲ area လေးသတ်မှတ်ပဲပြီးလို့ရှိရင်ကျမတို့ center လေးကိုယူလိုက်မယ်type ထဲက insert special character ထဲမှာ marker ဆိုတဲ့ထဲမှာ current page number လေးကိုယူလိုက်ပဲအဲ့ဒီမှာကျတော့သူက A လို့ပြပေးတယ်။ဘာကြောင့် A လို့ပြတာလဲဆိုတော့ကျမတို့ဒီမှာရောက်နေတာဒီ A parent ကိုရောက်နေလို့ A parent မှာ current page number အခုရောက်နေတဲ့လက်တလောရောက်နေတဲ့ current page number ကိုပြပေးတာဖြစ်တဲ့အတွက်သူက A လို့ပြပေးတာ။အဲ့တော့ကျမဒီဘက်ကိုလည်းကျမ copy ဆွဲသွားလိုက်မယ်။ဒါဆိုရင်သူက A လို့ပဲပြနေတယ်။ဟုတ်ပြီကျမက A parent ကိုမှနောက်ထပ်အသစ်တိုးပြီးတော့ B parent ထားလိုက်မယ်ဆိုရင်လည်းကျမအခုပြီးရင်ဒီမှာ area လေးသတ်မှတ်လိုက်မယ် type ထဲက insert special character တွေက marker ဆိုတဲ့ထဲမှာ current page နဲ့မှာသွားလိုက်ရင်သူကအဲ့ကြရင် B လေးကိုပြနေတာကိုတွေ့လိမ့်မယ်။ဘာကြောင့် B ပြနေတာလဲဆိုတော့သူကစာမျက်နှာဒီမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင် B လေးကိုရောက်နေတယ်အဲ့ဒါကြောင့်မလို့သူကဒီနားမှာ B လို့ပြပေးတာကျမတို့A ကိုရောက်နေမယ်ဆိုလို့ရှိရင်လည်းသူကဒီမှာ A လေးကိုပြပေးလိမ့်မယ်အဲ့တော့သူလို့သာဒီ current page number ဒါတလို့ရောက်နေတဲ့
current အခုရောက်နေတဲ့စာမျက်နှာကိုပြပေးတာပါအရန်အသုံးဝင်ပါတယ်အဲ့တော့ကျမတို့ကဒီ current page နံပါတ်ပါပဲဒီ A လေးကိုပဲကျမတို့အရောင်လေးတွေပြောင်းခြင်းနေဆိုလဲပြောင်းလို့ရတယ်ကျမတို့အရောင်လေးတွေပြောင်းမယ်ဆိုလဲပြောင်းလို့ရတယ်စလုံး font size လေးတွေပြောင်းမယ်ဆိုလဲပြောင်းလို့ရတယ်font style တွေပြောင်းမယ်ဆိုလဲကျမတို့စိတ်ကြိုက်နေမယ်ဟိုဟာလေးနဲ့ပြောင်းလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျမတို့ဒီစာမျက်နှာလေးပေါ်မှာတစ်ခါတည်းပေါ်သွားတာကိုတွေ့လိမ့်မယ်ဒါကခုနကကျမတို့ထားတဲ့ဟာအခုဒါကိုဖတ်လိုက်မယ်ဆိုရင်ဒီမှာကျမတို့စာမျက်နှာနံပါတ်လေးတစ်ခါတည်းတက်ထားပြီးသားကိုတွေ့ရပါလိမ့်မယ်အရန်အသုံးဝင်ပါတယ်အရန်လဲလွယ်ကူပါတယ်အဲ့တော့သုံးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်အဲ့တော့အရန်လဲသုံးဝင်တဲ့ fashion တစ်ခုဖြစ်တဲ့ဒီ current page နံပါတ်လေးကိုသုံးကြည့်ပါအဲ့ဒါဆိုလို့ရှိရင်ကျမတို့အလုပ်လုပ်ကြတာအရန်လွယ်ကူသွားတာကိုတွေ့ပါလိမ့်မယ်အဲ့တော့ကျမတို့နောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လုပ်သွားပါလို့အားလုံးဖိတ်ခေါ်ပါရစေနောက်တစ်ပတ်ဒီမှာလည်းဗာလေးတွေသိချင်နေဆိုတာ comment မှာရေးခဲ့ပေးပါအောင်ဗာလေးတွေရှင်းပြပေးရမယ်ဆိုတာကို comment မှာရေးခဲ့ပေးပါအောင်အဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပါလို့အားလုံးဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်ရှင်